Hello, welcome back. အဲ့တော့ဒီ channel လေးကနေပြီးတော့မြန်မာ teacher for Myanmar student ပေါ့နော်အဲ့တော့ဒီတစ်ခါပြောမှာကတော့အင်္ဂလိပ်စကားပြောမပြောတတ်ရတဲ့အကြောင်းရင်းပေါ့နော်ဒါကတော့ဘာလဲဆိုတော့ပထမတစ်ချက်အနေနဲ့ကတော့ကြောက်ရွံ့ခြင်း fear of making mistakes ငါမှားသွားမလားငါပြောတာကိုသူတို့လှောင်နေမလားပေါ့နော်ငါအဲ့တော့တစ်ခါတည်းမှာတော့သူများကိုကြောက်တာတဲ့ကိုယ့်ကိုကြောက်နေတာပေါ့နော်ငါမှားသွားမှကြောက်တယ်သူများကဲခံမှကြောက်တယ်ပေါ့နော်အဲ့တော့အင်္ဂလိပ်စာကိုနားလည်ပေမဲ့ပါဇက်ကထုတ်မပြောနိုင်ရတဲ့အကြီးဆုံးစိတ်ပိုင်းဆိုင်ရာတားဆီးတစ်ခုကတော့အမှားလုံးမိမှကြောက်ရွံ့ခြင်းဖြစ်ပါတယ် language anxiety လို့ခေါ်ပါတယ်နော်အဲ့အတန်းထဲမှာထားပြောရမယ်ကြောက်တယ်ကိုကကင်မရာကြည့်ပြီးတော့ပြောရမယ်ကြောက်တယ်ဒီလိုမျိုးကြောက်ရွံ့မှုတွေရဲ့တက်ရောက်မှုကဘာတွေလဲအဲ့တော့ freezing လို့ခေါ်တဲ့စကားလုံးတွေပြောရမယ်ဟာရက်တက်သွားတယ်စကားပြောစဉ်းစားလိုက်တဲ့အခါတရားမှာအပန်အတွက်မှန်မှန်မှာဒါတွေကြောက်တယ်ပေါ့နော်အုံနောက်ကအတိအကျမှန်ကန်တဲ့စကားလုံးကိုစာဖွေဖို့ကြိုးစားတယ်။မှန်ဖို့ပဲကြိုးစားတယ်။ဒီလိုစာဖွေနေတဲ့အတွက်စကားလုံးထွက်လာဖို့အချိန်ကြာမြင့်သွားတယ်။ဒီလိုမျိုးဘာမှမပြောတော့ပဲရက်တက်သွားတတ်ပါတယ်။နောက်တစ်ချက်ကတော့မိမိကိုယ်ကိုဝေဖန်ခြင်းပြောနေရင်နဲ့ငါဒီတန်းမှားနေလားဒီဘက်ကဒီလိုသုံးသင့်တာလားစသဖြင့်ပေါ့နော်for now က ing လိုက်မှာလား to now က verb 1လားပေါ့ကိုပြန်ပြီးတော့ဝေဖန်လွန်းနဲ့စကားပြောအဆက်ဆက်ပြတ်တောက်သွားစေပါတယ်ဒီလိုလုပ်ခြင်းကတော့နောက်တစ်ခုကတော့ embarrassment ဆက်စွန့်ခြင်းလူတွေစိတ်မှာအမားလုံးမိလို့အဆက်ရမှာကိုစိုးရိမ်ပြီးအင်္ဂလိပ်လိုစကားပြောရမယ့်အခြေအနေကိုတက်နိုင်သမျှဆောင်စားလာတတ်ပါတယ်ငါကတော့မပြောတတ်ဘူးငါပြောလိုက်ရင်ဆက်စရာကြီးသူများတွေဝိုင်းကြည့်မယ်သူများတွေဝိုင်းကြမယ်ငါ့ကိုများကဲ့ရဲ့မလားဆိုပြီးတော့ကြောက်တယ်ကြောက်တော့ဒီလိုနေရာတွေကိုဆောင်စားလာတတ်တယ်အင်္ဂလိပ်လိုမပြောတော့ဘူးဒါဆိုရင်ဘာကြောင့်ကြောက်ရွံ့ရတယ်လဲမိမိကိုယ်ကိုစံနှုန်းနေမြင်မာစွာထားလို့ပါငါက native speaker တွေလိုမျိုးမပြောတတ်ဘူးသူတို့တွေဆိုရင်ပြောနိုင်တယ်ငါကတော့ဘယ်သူလိုမျိုးမပြောနိုင်ဘူးသူကတော့ပြောတတ်တယ်ငါကမပြောတတ်ဘူးပေါ့နော်ဒီလိုမျိုးအမှားယွင်းလုံးဝမရှိပဲပြောနိုင်ရမယ်ဆိုတဲ့စံနှုန်းကိုသတ်မှတ်ထားခြင်းဖြစ်ပါတယ်နောက်တစ်ခုကပတ်ဝန်းကျင်ရဲ့ဝေဖန်မှုသင်ယူစဉ်ကာလမှာအမှားလုပ်မိလို့ဝေဖန်ခံရဖို့ခြင်းသို့မဟုတ်ပြည့်ရပြုခံရဖို့ခြင်းဒီလိုလုပ်ခံရတဲ့အတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီးတော့ဒီလိုပတ်ဝန်းကျင်မျိုးဆိုရင်အင်္ဂလိပ်စာပြောဖို့ကြောက်တတ်သွားပါတယ်ဒါဆိုရင်ဘယ်လိုမျိုးဖြည့်ဆင်းနည်းတွေကအသုံးဝင်မလဲအမှားကိုလိုအပ်ချက်အဖြစ်လက်ခံပါငါကဒီဟာမှားတယ်မှားရင်ပြန်ပြင်လို့ရတယ်ဒီလိုမျိုးသဘောထားလေးပြောင်းလိုက်ပါအမှားလုပ်ခြင်းဟာဘာသာစကားသင်ယူမှုရဲ့သဘာဝဖြစ်စဉ်ဖြစ်ပါတယ်အမှားလုံးမှသာဘယ်နေရာမှာပိုလေ့ကျင့်ရမယ်ဆိုတာကိုသိသိနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ grammar တွေကိုလေ့လာတာထက်ဆက်သွယ်ရေး communication ကိုဦးစားပေးသင့်ပါတယ်သင်ပြောနေတဲ့အဓိပ္ပာယ်ကိုအခြားလူနားလည်သွားရင်လုံလောက်ပါပြီတင်းငယ်တဲ့တရားအမှားတွေကိုခဏမိတ်ထားပြီးစကားပြောဖို့တုံးနဲ့တူဆက်သွယ်ပြောဆိုဖို့ကိုအဓိကဦးတည်ထားပါနောက်တစ်ချက်ကတော့ small steps လို့ခေါ်တဲ့တင်းငယ်တဲ့ခြေလှမ်းလေးတွေနဲ့စတင်ပါစတင်လေ့ကျင့်တဲ့အခါအလုံးပိတ်အခန်းထဲမှာကိုယ့်ကိုယ်အတန်သွင်းပြီးသို့မဟုတ်မှန်စိတ်မှာစကားပြောခြင်းသို့မဟုတ်ကင်မရာထောင်၍ဗီဒီယိုရိုက်ခြင်းလူစိတ်မှာပြောရမယ့်PR တွေကိုစော့ချပါယုံကြည်ရတဲ့မိတ်ဆွေတူသို့မဟုတ်ဆရာတူနဲ့သာစကားပြောလေ့ကျင့်ဖို့အရင်တိုက်တွန်းပါရစေ။